ညာထက်တန်းကြောင်းနန်းပညာဌာနမှာကျမတို့တွေ3နဲ့3ပညာသင်ကြားပြီးသင်ကြားကြရတာဖြစ်ပါတယ်။ကိုရကိုဒီသားရောက်လို့အဖေအမေရှင်လူသားချင်းတွေလည်းပြည့်စုံရမယ်ဆိုတဲ့စိတ်ကူးနဲ့ပြီးပျော်မိနေပြီမဲ့အတူလေးပညာသင်တကယ်ချင်းများကျေးဇူးရှိဆရာဆရာမများနဲ့အမိနတ်တန်နေအကြောင်းမှကြီးလို့ကျမတို့နေထောင်ရမဆိုဒီယာနာမဆူရောင်းဘာစရာရာဦးထေဝေးရေပွက်ပြီးထားတယ်ဟောဒီတချင်းနဲ့နှုတ်ဆက်ကြလို့ပြစရာရှိ